ညှော်လိုက်တော့ဘယ်ရညှော်လို့တယ်မသိအလိုက်ကန်းစိုးမသိဘူးကွာဟဲ့ဘယ်ရညှော်လို့နေလဲကွာလူမွေးရနားမလဲဘူးနည်းနည်းပါးပါလူလိုသိတယ်ဦးမှာပေါ့ကွာဒါရက်ကွက်နှက်မှနေတာဒီလိုကြော်ကျန်းကြော်လို့မရဘူးကွာဟဲဘာရှောက်အောင်လဲချင်းမောင်ကျော်တာတို့ရင်ကကြော်နေတာဟမ်ချင်းမောင်ကျော်ဟုတ်ချင်းမောင်ကျော်တာငါတို့ရင်အေးဟုတ်တယ်နေတိုင်းလိုစားနေတာအခုမှဘာအထူးဆန်းလို့နေတိုင်းလိုစားနေရလို့ပြောတာပေါ့ကွာမင်းတခြားလေးပါလေပြောင်းမချက်တတ်ဘူးလားဟိုတီဗီထဲမှာလာတာလေစားကြမဟေးကောင်းကောင်းဆိုတာလေတင်းမချက်တတ်ဘူးလားတနေ့လာလဲချင်းမောင်ကျော်တနေ့လာလဲပဲဟင်းဘိုက်တွေမကောင်းဘူးဒီမှာငါချက်တတ်တယ်ဒါချက်လို့မရတာဒါရှိမှချက်လို့ရတာနားလေလားအခုဒါမရှိလို့လေချင်းမောင်ရွက်တော့အကျွဲယူပြီးကြော်ရတာနားလေလားကဲအေးပါကွာငါဘာမှမပြောတော့ပါဘူးနင်းကြွေးတာပဲငါစားပါတော့ကဲဘိုက်စားပြီမနေ့တည်းကငါဘာမှကိုမစားရသေးစားလို့ဆိုပြီးတော့နင်းကမစားနဲ့နော်ဆန်ကနှုတ်စီဘူးတဝက်ပဲချက်ထားတာတဝက်ဟုတ်တယ်ရှင်းရှင်းစားမင်းဆိုလေကွာကျက်စာကြွေးတယ်လို့ပဲ